ရှခိုင်မျိုးသားအဖွဲ့ချုပ် UNL ဥက္ကဋ္ဌအာရခတ်တတော် AA ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာမောင်တော်မြို့သို့ရောက်ရှိလာပြီးမွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးနောက်မောင်တော်မြို့မှာဂျာမီပလီကြီးကိုဖွင့်လှစ်နိုင်ခဲ့တယ်လို့အာရခမင်းသမီးမီဒီယာ APM မှာသတင်းရုပ်သံထုတ်လွှင့်လာပါတယ်။ခရိုင်မွတ်စလင်ရေးရာဥက္ကဋ္ဌဦးမောင်အေးကဗိုလ်ချုပ်မောင်တော်မြို့သို့ရောက်ရှိလာခဲ့တယ်ဆိုတာကို APM ကိုအခုလိုပြောဆိုပါတယ်။2025ခုနှစ်8လပိုင်း30ရက်နေ့မှာကျွန်တော်တို့ဗိုလ်ချုပ်ရောက်လာလို့ကျွန်တော်တို့တင်ပြပေးပါတယ်။အဲ့ဒီတင်ပြပေးတဲ့နောက်ဆုံးကြိုးပမ်းချက်ပါဒီလိုဖွင့်ပေးတယ်မဟုတ်ပါလားဖွင့်ပေးတာကိုအထူးကျေးဇူးတင်ပါတယ်။ဝမ်းလဲဝမ်းသာပါတယ်လို့ပြောဆိုပါတယ်။အာရခတက်တော်စေဦးစီးချုပ်ကိုယ်တိုင်မောင်တော်မြို့သို့ရောက်ရှိလာပြီးဒေသခံမွတ်စလင်အတိုင်းဝိုင်းနဲ့နှွေးထွေးစွာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ဒီမောင်တော်မြို့ဂျာမီပလီကြီးကိုလူမျိုးနှစ်ခုကြားလူမှုတဟာဇာတာဖြစ်စေရေးအာရခပြည်မှာမိတင်းနေထိုင်တဲ့လူမျိုးတိုင်းမိမိယုံကြည်ရာကိုလွတ်လပ်စွာကိုးကွယ်နိုင်ရေးအတွက်အာရခပြည်သူအစိုးရကဖွင့်ပေးတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။မောင်တော်မြို့မှာဂျာမီပလီကြီးကို2012ဇွန်လ10ရက်နေ့လူမျိုးရေးပဋိပက္ခဖြစ်ပွားပြီးချိန်ကစပြီးအုပ်ချုပ်သူအစိုးရအဆက်ဆက်က73နှစ်ကြာပေးထားခဲ့ရကနေအခုနှစ်2025ဇက်တင်ဘာ12ရက်နေ့မှာအာရခတော်လန်ကြီးအစိုးရကပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။